အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးကတော့ကျမရဲ့အီတလီခီးစဉ်ကအမှတ်တရဓာတ်ပုံလေးတွေကိုစူးစီးထားတာပါအီတလီရဲ့လမ်းမတွေရှေးဟောင်းအဆောက်အအုံတွေနဲ့ခန်းစားချက်တွေကိုခဏလောက်အတူတူခန်းစားကြည့်ကြရအောင်နော်အီတလီကိုရောက်ခဲ့တော့ကရိုက်ထားတဲ့ပုံလေးတွေကိုပြန်ကြည့်ရင်ရမ်းသတိရလို့ဒီဗီဒီယိုလေးလုပ်ဖြစ်သွားတာပါရောမရဲ့သမိုင်းဝင်နေရာတွေကနေဗီနစ်ရဲ့ရေလမ်းကြောင်းတွေအထိအကုန်လုံးကိုဒီဗီဒီယိုလေးထဲမှာတွေ့မြင်ရမှာပါကျမရဲ့ dream trip လေးကိုအတူတူလိုက်ကြည့်ပေးကြပါအောင်ရှင်အမေရိကကနာမည်ကြီး Gate 1 Travel Agency ကနေ Travel Tour Group နဲ့အတူတူသွားခဲ့တာပါဒါကြောင့်မို့လို့ဘယ်ပြီးရင်ဘယ်သွားရမယ်ဆိုတဲ့အတွက်ကိုဘာမှပူပင်ကြောင်းကြစရာမလိုဘူးပေါ့နော်အားလုံး group မှာလူ30လောက်ပါပါတယ်နေရာပေါင်းစုံကလူမျိုးပေါင်းစုံပါပါတယ်ရှင်တိုးကိုက်ကလည်းမျိုးသမီးတယောက်မျိုးသားတယောက်ပါပါတယ်ရှင်သူတို့ကအဆအရာရာအကုန်လိုက်ပြီးတော့ရှင်းပြပေးတဲ့အတွက်ဘာမှအခက်အခဲမရှိပဲလွယ်လွယ်ကူကူနဲ့အဲ့ trip ကိုသွားခဲ့ရပါတယ်ကြော်ကြတဲ့နေရာတွေရောက်လို့ရှိရင် local tour guide တယောက်ကလိုက်လာပြီးတော့ဆဆရှင်းပြပေးပါတယ်အရန်ပျော်ဖို့ကောင်းတဲ့ trip လေးတစ်ခုပါဘယ်တော့မှမေ့မှာမဟုတ်ပါဘူးရှင်ဗီနစ်မြို့ကိုရောက်တော့
အီတလီရဲ့နာမည်ကြီးကွန်ဒိုလာလှေလေးတွေနဲ့မြို့ပတ်ခဲ့တဲ့အမှတ်တရပုံလေးတွေလည်းပါတယ်နော်။ဤလန်းကြောင်းလေးတွေကြားထဲမှာတိုက်တွေကြားထဲကဤလန်းကြောင်းလေးတွေနော်။အဲ့ထဲမှာလှေစီးရတာတကယ်ကို cinematic ဆန်ပြီးတော့ရင်ခုန်ဖို့ကောင်းပါတယ်ရှင်။ပြီးတော့အဲ့ဒီကွန်ဒိုလာကိုလှော်တဲ့လူတွေကိုကြတော့ကွန်ဒိုလီယာလို့ခေါ်ပါတယ်။သူတို့ကများသောအားဖြင့်အနက်ရောင်အစင်းကြားအင်ကြီးလေးတွေဝတ်လို့ရှိပါတယ်။ဒါကတော့ဘဟုတုတအနေနဲ့သိရတာပေါ့ရှင်။အီတလီမှာတော့အစားအသောက်ကပါစတာတို့ပီဇာတို့ကနာမည်ကြီးပေါ့နော်အီတလီရောက်ရင်မဖြစ်မနေသွားတင်တာကတော့ဒီလိုဗန်းရက်စပစ်ချံလှလှလေးတွေပါပဲစိတ်ဆိုနေတဲ့တောင်ကုန်းတွေပေါ်မှာလက်လက်ဆက်ဆက်wine testing လုပ်ရတာတကယ်ကိုမင်းများနိုင်တဲ့အတွေ့အကြုံတစ်ခုပါအီတလီရဲ့နာမည်ကြီး wine ချက်တဲ့နေရာ winery တစ်ခုမှာရိုက်ခဲ့တဲ့ပုံတွေပေါ့နော် wine တွေကိုဘလို့ချက်လဲဆိုတာလေ့လာရင်းနဲ့အရသာအမျိုးမျိုးကိုလည်းမြည်ဆန်းခဲ့ရပါတယ်အဲ့ဒီနေရာလေးရဲ့ရှုခင်းကတကယ်ကိုရင်သက်ရှုမဝဲပါပဲဝိုင်းကြိုက်တဲ့သူတွေအတွက်တော့ဒီနေရာကနိဗ္ဗာန်ပုံပါပဲစပစ်ချန်ကြီးတွေတဲ့လမ်းလျှောက်ရင်အီတလီဝိုင်းစစ်စစ်ကိုမြည်ဆန်းခွင့်ရခဲ့တာတကယ်ကိုကံကောင်းတာပါဒါကတော့အီတလီရဲ့ကမ္ဘာကျော်ပီဇာမျှော်စင် Leaning Tower of Pisa ကြီးပါတကယ်ပြင်မှာမြင်ရတာဓာတ်ပုံတွေကထပ်ပိုးပြီးစောင်းနေတယ်လို့ပဲဘယ်တော့မှလဲမကျသွားတာကတကယ်ကိုအံ့ဩဖို့ကောင်းပါတယ်ဒီရောက်ရင်အားလုံးလောက်ကြတဲ့အတိုင်းကျမလည်းမျောစင်ကြီးကိုတွန်းနေတဲ့ပုံမနေတဲ့ပုံတွေလိုက်ရိုက်ခဲ့ပါသေးတယ်လူတွေအများကြီးကြားထဲမှာဒီလိုပုံတွေရိုက်ရတာတကယ်ပျော်ဖို့ကောင်းပါတယ်ရောမကနေတဆင့်အနုပညာမျိုးတော်ဖြစ်တဲ့ Florence ကိုလည်းရောက်ခဲ့ပါသေးရဲ့ရှင်။အဲဒီမှာ Michelangelo ရဲ့လက်ရာဖြစ်တဲ့ကမ္ဘာကျော် David ရုပ်ထုကြီးကိုအပြင်မှာအနီးကပ်မြင်တွေ့ခဲ့ရတာပါ။ရုပ်ထုရဲ့အသေးစိတ်လက်ရာတွေကတကယ်ကိုအမခမ်းပါပဲရှင်။ Florence မြို့ရဲ့အသင်းလုံးလို့တင်စားကြတဲ့ Santa Croce ဘုရားကျောင်းတော်ရဲ့အတွင်းပိုင်းလှတရားတွေလည်းတွေ့ခဲ့ရပါတယ်။အဲ့ဒီဘုရားကျောင်းက Michelangelo, Galileo, Machiavelli တို့လိုကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးရဲ့အုတ်ဂူတွေရှိတဲ့နေရာအဖြစ်လဲလူသိများကြပါတယ်။ကျောင်းတော်ရဲ့အတွင်းပိုင်းမှာဆိုရင်နယံစီးပကြီးတွေနဲ့မှန်စီရွှေချလက်ရာတွေကတကယ်ကိုရင်သက်ရှုမောပဲပါပဲတကယ်အီတလီရဲ့သမိုင်းဝင်ပုဂ္ဂိုလ်ကျော်ကြီးတွေနောက်ဆုံးအိတ်ဆက်ရနေရလဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့
Florence မြို့ရဲ့အကျော်ကြားဆုံးနေရာတစ်ခုဖြစ်တဲ့ Gates of Paradise ပါရွှေရောင်တကားကြီးဖြစ်ပါတယ်ဓမ္မဟောင်းကျမ်းတွေကဇက်လန်းတွေကိုရွှေရောင်ပပုလက်ရာတွေနဲ့အသေးစိတ်ထုလုပ်ထားတာတကယ်ကိုအမှန်ခံပါပဲမိုက်ကယ်လန်ဂျယ်လိုကတော့ဒီတကားရဲ့အလှတရားကိုအထူးတလဲချီးကျူးခဲ့ရတာပါရှင်ယောမနဲ့ Florence မြို့တွေအပြင်အင်မတန်အေးချမ်းတဲ့တောင်ကုန်းပေါ်က SCC မြို့လေးကိုလည်းရောက်ခဲ့ပါသေးတယ်။ဒီမှာရှိတဲ့ဘုရားကျောင်းတော်ကြီးကအဖြူရောင်ကျောက်တုံးတွေနဲ့တည်ဆောက်ထားတာဖြစ်ပြီးမြို့လေးရဲ့အလှကိုပိုးပြီးပေါ်လွင်စေပါတယ်။ငြိမ်းချမ်းမှုနဲ့အမှုပညာတွေပေါင်းစပ်နေတဲ့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့နေရာလေးပါ။အီတလီမှာအိမ်ချင်းလေးအိမ်တိုက်သေးသေးလေးတွေမှာလေဝရန်နာလေးတွေမှာရသလိုအပင်လေးတွေစိုက်ထားတာလေကျမတို့တော့အရန်စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်ရှင်အရန်ချစ်စရာကောင်းခဲ့ပါတယ်ဒါကတော့အီတလီသွားရင်ယောမကိုရောက်ရင်သွားပြစ်အောင်သွားတဲ့နေရာလေးပါယောမမြို့ရဲ့အထင်ကြီးကသမိုင်းဝင်ကိုလိုစီယန်ကြီးပါအပြင်မှာတကယ်ကြည့်လိုက်ရတော့အကြီးကြီးနဲ့အရန်ကိုခန့်ညာလွန်ပါတယ်ဒီဆောင်ကြီးကနှစ်ပေါင်း2000နီးပါးတက်တန်းရှိပြီဆိုတာလုံနိုင်စရာတောင်မရှိပါဘူးရန်ခန္ဓာပြီးရန်လှတဲ့နေရာပါဒီနေရာလေးကတော့ကမ္ဘာအနုပညာရတနာတိုင်းလို့တင်စားကြတဲ့ Vatican Museum ပါ။အဲမှာဆိုရင်နာမည်ကြီးပကြီးကျော်တွေရဲ့လက်ရာတွေအများကြီးတွေ့မြင်ခဲ့ရပါတယ်။ Vatican City ထဲမှာရှိတာကအရန်ထူးခြားတဲ့မြင်ကွင်းတစ်ခုပါ။အဲ့ဒါကတော့စိန့်ပီတာဘုရားကျောင်းတော်ကြီးထဲမှာရှိတဲ့ပုပ်ရဟန်းမင်းကြီးရဲ့ရုပ်လောင်းတော်သို့လောင်ထားတဲ့နေရာဖြစ်ပါတယ်။အဲဒီပုပ်ရဟန်းမင်းကြီးတွေရဲ့ရုပ်လောင်းတွေကိုဂူပိတ်ပံတွေထဲမှာတည်တည်ချာချာထိန်းသိမ်းထားတာကိုတွေ့ခဲ့ရပါတယ်။အဲ့ဒါဆိုရင်ဗာတီကန်ရဲ့အင်မတန်တန့်ရှင်းမြင့်မြတ်ပြီးထူးခြားတဲ့သမိုင်းဝင်မြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်ရှင်။နောက်ထပ်ရောက်ခဲ့တဲ့နေရာကတော့ရောမမြို့ရဲ့အလှပဆုံးနဲ့အကြီးဆုံးဖြစ်တဲ့ Trevi ရေပန်းကြီးပါ။ Trevi Fountain လို့ခေါ်ပါတယ်။အဲ့ဒီရေပန်းကိုကြောပေးပြီးဒင်္ဂပြပြစ်ထည့်နိုင်ရောမမြို့ကိုနောက်တစ်ခေါက်ပြန်ရောက်တယ်လို့အဆိုရှိတာမို့ကျွန်မလည်းစူတောင်းရင်ဒင်္ဂပြလေးတွေပြစ်ခဲ့ပါသေးတယ်။ဒီလေကားတွေအများကြီးတက်ရတဲ့နေရာကိုကျတော့ Spanish Steps လို့ခေါ်တယ်။အဲ့ဒီရှေ့မှာတော့ Bacasia လို့ခေါ်တဲ့လေပြက်ပုံစံရေပန်းလေးတစ်ခုရှိတယ်။ထိုင်ဝမ်မြစ်ကြီးရေကြီးတုန်းကဒီနေရာမှာလေတစင်းတင်ကြံခဲ့တဲ့ဖြစ်ရပ်ကိုဆွဲပြူပြီးထူးထူးခြားခြားတိစောက်ထားတာလို့သိရပါတယ်။
ရောမမျိုးရဲ့ညနေခင်းလမ်းလျှောက်လို့ကောင်းတဲ့နေရာလေးတစ်ခုပေါ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်